အဝေးမှာရှိနေတဲ့ချစ်တူကိုထိန်းချုပ်ခြင်းတဲ့လူတယောက်ဖြစ်ချင်ပါလားခင်ဗျအဝေးမှာရှိနေတဲ့ချစ်တူနဲ့တည်မြဲခြင်းတဲ့လူတယောက်ဖြစ်ချင်ပါလားခင်ဗျဖြစ်ချင်တယ်ဆိုရင်ဒီအောက်မှာ1လို့ရိုက်ခဲ့ပါခင်ဗျဖြစ်ချင်ပါခင်ဗျအဝေးမှာရှိနေတဲ့ချစ်တူနဲ့တည်မြဲခြင်းနဲ့အဝေးမှာရှိနေတဲ့ချစ်တူကိုထိန်းချုပ်ခြင်းနဲ့ဆိုရင်မိတ်ဆွေများအနေနဲ့အဓိကမလုံရမယ့်ຢာတစ်ခုကတော့ယုံကြည်မှုဖြစ်ပါတယ်ခင်ဗျသူ့ကိုယုံကြည်မှုရှိဖို့လိုတယ်သူ့အပေါ်မှာယုံကြည်မှုတွေထားဖို့လိုပါတယ်ခင်ဗျဘာဖြစ်လို့ဆိုတော့ကိုယ်အနေနဲ့သူ့အပေါ်မှာယုံကြည်မှုမရှိတဲ့အချိန်မှာသူ့ကိုဟိုဟာတွေစေ့ရတာတို့ဒီဟာစေ့ရတာတို့ဟုတ်တော့ဟိုဟာတွေမေးရတာတို့ဒီဟာတွေမေးရတာတို့နင်ပဲတွားနေရလဲနင်ပါစားနေရလဲနင်ပါလုပ်နေရလဲဟုတ်တော့လူအများစုကရှစ်တူရှိလာတာအဲ့လိုမျိုးကိုအထိန်ချုပ်တာမခံချင်ဟုတ်တယ်ဟုတ်ကိုယ့်ဘုံမှာပဲယုံကြည်မှုတွေရှိစေချင်တယ်ဒါကြောင့်မိတ်ဆွေများအနေနဲ့နံပါတ်1ချက်မလုံရမယ့်ຢာတစ်ခုကသူ့ဘုံမှာယုံကြည်မှုမရှိတဲ့စိတ်တွေကိုလုံးဝမထားဖို့လိုပါတယ်ခင်ဗျသူ့ဘုံမှာယုံကြည်မှုရှိတဲ့စိတ်တွေကိုထားဖို့လိုပါတယ်ခင်ဗျနံပါတ်2ချက်အလွန်ကိုမှအရေးကြီးပါတယ်ခင်ဗျမိတ်ဆွေများခင်ဗျလူတယောက်ချစ်ပြီးကြပြီဆိုရင်အဓိကအရေးကြီးကြတာကဘာလဲဆိုတော့သူ့ကိုမျောလင့်ချက်ထားဖို့လိုပါတယ်ခင်ဗျသူကကိုယ့်ဘုံမှာမျောလင့်ချက်တွေရှိဖို့လိုပါတယ်ခင်ဗျဒါကြောင့်တင့်အနေနဲ့သူ့အပေါ်မှာမျောလင့်ချက်တွေပေးဖို့လိုပါတယ်ခင်ဗျဘယ်လိုမျိုးမျောလင့်ချက်တွေပေးဖို့လိုတယ်လဲဆိုတော့သူနဲ့ကိုနဲ့စုံတွေ့တဲ့နေ့မှာဘာတွေလောက်ကြမှာလဲဘာစားကြမှာလဲဟုတ်တယ်ဟုတ်ကိုယ့်ရဲ့အနာဂတ်မှာဘာတွေလောက်ကြမှာလဲဒါကိုတင့်အနေနဲ့သူ့ကိုမျောလင့်ချက်တွေကြိုတင်ပြီးတော့ပေးဖို့လိုပါတယ်ခင်ဗျဘာဖြစ်လို့ဆိုတော့လူတယောက်နဲ့တယောက်ချစ်ကြပြီးတဲ့အချိန်မှာမျောလင့်ချက်တွေလူတိုင်းထားတယ်ဟုတ်တယ်ဟုတ်လူတယောက်ချစ်ကြပြီးတဲ့အချိန်မှာနောက်ဆုံးအချိန်မှာလူအများစုကဘာမျောလင့်တာလဲဆိုတော့ပျော်ရွှင်မှုတွေမျောလင့်တယ်ရလက်တွေမျောလင့်တယ်ဟုတ်တယ်ဟုတ်ဒါကြောင့်မိတ်ဆွေများအနေနဲ့ဒီအချက်ကိုအတုံချဖို့လိုပါတယ်ခင်ဗျဒီအချက်ကတင့်အတွက်အကျိုးရှိတယ်ဆိုရင်ဒီအောက်မှာ1လို့ရေးခဲ့ရပါခင်ဗျအဝေးမှာရှိနေတဲ့ချစ်တူကိုထိန်းချုပ်ခြင်းနဲ့အဝေးမှာရှိနေတဲ့ချစ်တူကိုတယောက်တည်းကိုပဲချစ်စေခြင်းနဲ့ဆိုရင်အဆောင်ကိုအသုံးပြုပြီးတော့တင်လို့သူကိုထိန်းချုပ်ထားလို့ရပါတယ်ခင်ဗျအဆောင်ကိုအသုံးပြုခြင်းနဲ့ဆိုရင် CIP မှာအမြန်ဆုံးပြောထားလို့ရပါတယ်ခင်ဗျအဆောင်ကနိုင်ငံတိုင်းကိုပို့ပေးနေပါတယ်ခင်ဗျအားလုံးကိုအထူးပဲချစ်ခင်ကျေးဇူးတင်ပါတယ်ခင်ဗျ